ကျမကဒါဆိုရင်ကျမအိမ်မှာအနေနေပါကျမဒီအမှုကိစ္စတော့ကျမမသိဘူးကျမနားမလဲမလေးရှားမှာကျမတော်လန်ရေးပဲလုပ်တာကိုအလုပ်ကိုလုပ်ပြီးတော့တော်လန်ရေးလုပ်နေတဲ့ဖြစ်တဲ့အတွက်ဒီအမှုကိစ္စတွေကိုကျမနားမလဲနားလေတဲ့လူတွေရှိတယ်ဟလားနားလေတဲ့လူတွေရှိတယ်သူတို့နဲ့တိုင်ပင်ကြည့်ပါဒါလူမှုရေးဟလားဒါကိုကျမတို့ကဒါကိုကာကွယ်ပါတယ်ဆိုလို့ရှင်တို့အခုကြည့်နေတဲ့လူတွေဝင်ပြောမလားဝင်ပြောလို့ရလားဒါကာကွယ်တာထားလိုက်ရှင်တို့ကာကွယ်ဒီဖြစ်စေမကာကွယ်ဒီဖြစ်စေကျမရှင်းပြကိစ္စပဲကျမရှင်းပါအဲ့တော့ကျမလူမှုရေးအရာကျမအဲ့ဒီမိခင်ကိုကျမအိမ်မှာထားပေးလိုက်တာအမှုကိစ္စကိုအဲ့ဒီဆက်လုပ်ပါသမီးကအလုပ်လုပ်နေတဲ့လူမနဲ့မိုးလင်းလာတဲ့အလုပ်တော့ညဆိုရင်သမီးကည7 တနာရီမှပြန်ရောက်တာဖြစ်တဲ့အတွက်အန်တီအမှုကိစ္စတွေကိုသမီးလိုက်မလုပ်ပေးနိုင်ဘူးเนาะအဲ့ဒီအတွက်အန်တီအိမ်မှာနေရတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ဒါပေမဲ့အကြံတော့ပေးလိုက်တယ်အန်တီမလေးရှားမှာတော့ကျမအကြံပေးမှမဟုတ်ဘူးเนาะကိုနေရိုင်းတို့ကိုပါကိုကြီးတို့ဘာလို့ဆိုတာမလေးရှားမှာဒီအလုပ်သမားရေးကိစ္စတွေအမှုကိစ္စတွေမှာလိုက်လုံနေတဲ့လူတွေဆိုတော့မလေးရှားလူတော်တော်များများဘာကိစ္စဖြစ်ဖြစ်ဒီလူတွေကိုသတိရတယ်တကယ်အေးလို့သတိရတယ်အခုမကြခင်ကမှအမှုတစ်ခုဖြစ်လာတာမရင်းဘူးကျမတင်လိုက်တာမှတ်မိကြမှာเนาะအဲ့တော့ဒီအမှုတွေကလေကျမတို့ကဒီမှုကိုကျမတို့သွားလုပ်မယ်ဆိုပြီးတော့သွားရှာခဲ့တာသူတို့ကကျမတို့စီရောက်လာလူသိနေတဲ့လူတွေကဒီလူတွေကိုယုံကြည်ရပါတယ်ဆိုပြီးတော့ဆက်သွယ်သူတို့အားကိုးရမယ်တင်ပြီးဆက်သွယ်လာတာဖြစ်တဲ့အတွက်အဲ့ဒီမှာခုနကိုနေရိုင်းတို့ဘောင်းဝင်ပတ်သက်လာပုံကျမဆက်ပြောတာဒီလိုပဲအကြံပေးမှာကိုခင်တဲ့လူကိုရှင်းမှာဒုက္ခရောက်ကိုရှင်းမှာမို့ရဆိုဒီလိုလေးတော့ဖြစ်နေတယ်ဒီလိုလေးတော့ဖြစ်နေတယ်အကြံပေးမိတာဒါကိုမရင်းမှုကာကွယ်ပါတယ်ကျမကိုလာမရဘူးအန်ဒီလှုပ်ရှားရှိတာဆက်လုပ်မယ်ဆိုလို့ရှိရင်တခြားလူတွေဒီမှာမလေးရှားမှာအများကြီးပဲရှိတာပါတယ်ဒီရှင်းနေတော့ကျမလည်းမသိဘူးကျမမှာချိတ်ဆက်တွေလည်းမရှိဘူးဆိုတဲ့အခါကျတော့သူလဲသူ့ဟာနဲ့ချိတ်ဆက်တာအကုန်လုံးကိုလိုက်ချက်စိတ်တာကိုပါဘူးကြီးတယောက်တည်းမဟုတ်ဘူးကိုနေရိုင်းတယောက်တည်းမဟုတ်သူအားကိုးလို့ဘသူ့ကိုအားကိုးလို့ရနိုင်မလဲဆိုတဲ့ဒီမှန်ကြီးများကိုအကုန်ချိတ်ဆက်ပြီးရတယ်နော်အဲ့တော့ကျမအခုရှင်းမဲ့ကိစ္စကကျမပါဝင်ဒီအမှုမှာကျမပါဝင်ပတ်သက်လာတဲ့အပိုင်းကိုကျမရှင်းတာရန်တဲ့လူတွေကသူတို့ပါဝင်ပတ်သက်မှုအပိုင်းကိုမျိုးဆက်ကြည့်လိုက်နော်နောက်တစ်ခုကျမထပ်ပြောမယ်အဲ့ဒီကိစ္စကိုတင်လိုက်တဲ့အာနိုးမျိုးတင်အကောက်ပိုင်ရှင်တော့ပုတ်ပေးလိုက်ပါဒီလိုက်ပြီတော့ပုတ်ပေးလိုက်ပါတော့ဘာပြောတာလဲဆိုရင်သူမျက်နှာကျမသူ့ပြောတယ်ငါတို့ဖြည့်ရှင်းစေခြင်းနဲ့ဆိုရင်မျက်နှာအမှန်တယ်လားမြင်ရှိထွက်လာခဲ့လားမြင်ရှိထွက်လာတယ်မထွက်လာအောင်နော်အဲ့ဒီကောင်က NLD မလေးရှား NLD OC ရုံးကကောင်ဖြစ်တယ်ရုံးထဲမှာထိုင်တာမဟုတ်ဘူးအဲ့ဒီလိုပဲနာပါခေါ်ပေးတဲ့ကောင်လိုမျိုးNLD ရုံးအဖွဲ့ဝင်တွေအကောင်ဖြစ်တယ်မလေးရှားမှာပဲရှိတယ် NLD OC ကျွန်တော်အဲ့ကိစ္စကိုရှင်းနော်ကျွန်တော်အဲ့ကိစ္စကိုရှင်းအဲ့ဒီအာနိုးမျိုးတင်ဆိုတဲ့ကောင်မလေးရှားကကောင်ဖြစ်တယ်သူ့ရဲ့အကောင့်မှာကျမဝင်ကြည့်တော့မြေပြင်မှာမို့လို့မျက်နှာပေါ်မရလို့ကျွန်တော်တို့ကမပေါ်ပါဘူးလို့ပြောတယ်ဒီအချိန်မှာဒေါ်လာရေး4နှစ်မှာမြေပြင်မှာမျက်နှာပေါ်လို့မရတဲ့လူရှိတယ်လို့ယုံကြည်နေတဲ့စောက်တော်သားတွေကိုလည်းကျမပြောတယ်နော်စောက်တော်သားတွေကိုကျမပြောတယ်ဟာလားဒီအချိန်မှာမျက်နှာပေါ်လို့မရတဲ့လူရှိတာကျမတို့မျက်နှာပေါ်ထားတယ်ကိုပါဘူးကြီးမျက်နှာပေါ်ပြီးလုံးကိုနေရိုင်းမျက်နှာပေါ်ပြီးလုံးတို့ကျမဘာဖြစ်လို့လဲဆိုရင်ကျမဒီ3ယောက်နာမည်ကိုမောင်းနေတက်ထားလို့ကျမဒီ3ယောက်ကိုဆွဲထုတ်တာ NLD ရုံးကကောင်ဖြစ်ပါတယ်နော်ဒီပြဿနာက NLD ကနေအစားအဆုံးပတ်သက်နေတဲ့ပြဿနာခုနကျမအစားခေါ်ထုတ်ပြီးအဆုံးသက်လာပါမယ်ဒါပေမဲ့ဒီအဆုံးသက်ကိုကျမဒီမှာမပြောသေးဘူးရှင်တို့နှစ်ကြောင်းလေးပေးရမယ်ရင်စဉ်းစားမအောင်ကျမပြောတာလေဖြစ်နိုင်ချင်ရှိမရှိဟုတ်လားကျမမရင်းမှုကိုကာကွယ်တာမဟုတ်ဘူးအတိမ်မှုဘက်ကဝင်ပြောနေတာမဟုတ်အဲ့ဒီအမှုလက်ရှိရင်ဆိုင်နေတာမပြီးသေးဘူးနော်ကျမတို့ကိုဒီအမှုပေါ်မှာပါဝင်ပတ်သက်ပြီးကာကွယ်နေပါတယ်ဆိုလို့ကျမဒီကိစ္စကိုရှင်းဟုတ်တယ်ကျမတို့ပါဝင်ပတ်သက်တယ်နော်ကျမတို့မရင်းမှုကိုတည်ရှင်းပြီးမှကပုံ NLD OC မလေးရှားရဲ့လုပ်ရက်တွေကိုတစ်ခုချင်းစီကျွန်မထုတ်ပြီးပြီเนาะအဲ့မှာခန့်ကိုဆိုတဲ့ CDM must အုပ်ထားတယ်အဲ့လူတွေပုံတော့ရှင်တို့ကျမတို့ဒီအမှုရှင်တို့စိတ်ဝင်စားတယ်ပေါ်စီခြင်းနဲ့အမှန်တရားကိုပေါ်စီခြင်းနဲ့အဲ့လူတွေမျက်နှာကိုဆွဲဖြုတ်ပေးပါဟုတ်လား
CDM ကိုခန့်ဆိုတဲ့လူကတော့နော်မြန်မာပြည်ထဲမှာမြန်မာပြည်ထဲမှာနော်အဲ့ဒီအာနိုးဆိုတဲ့အာနိုးမျိုးတစ်ဆိုတဲ့မျက်နှာတစ်ချမ်းပဲတင်နာတဲ့ကောင်တာတော့မလေးရှားတဲ့မှာရှိတယ် NLD ကိုစီလုံးမှာရှိပါတယ်အာနိုးမျိုးတစ်ဆိုတဲ့လူကျွန်မတရားနေပြောလိုက်ရေပြင်မှာမို့လို့မျက်နှာပုံလို့မရဘူးဆိုတာခလေးအုံနောက်နဲ့ပဲရှင်တို့ပြောနေတာအဲ့ဒီစကားတွေကိုယုံနေတဲ့ရှင်တို့စောက်တော်သားတွေပဲတော့ကျင်းတယ်